ဒုတိယလူလိုကောင်းစဉ်တဲ့ရင်လည်းစင်မြန်ကြီးဖန်နေစေတာကျွန်တော်ခံရပါဦးမယ်ဒါပေမဲ့လည်းဒဇုံတူရဲ့ရင်ထဲမှာဒုတိယနေရာရခဲ့တဲ့ကျွန်တော်တို့အတွက်ဒီခံစားချက်ဟာဘလောက်ခံစားရဆိုမှကောင်းကောင်းကြီးနားလည်ပေးနိုင်ပါတယ်လူလောကသဘာဝအရပထမရတဲ့လူကိုပဲမှတ်မိနေတတ်တာထုံးတယ်မှာပဲဥပမာဆိုရင်လွန်ခဲ့တဲ့နှစ်ပရီးမီးယားလိမှာမန်ချက်စတာစီးတီးပထမရခဲ့ပြီးတော့ချန်ပီယံဖြစ်ခဲ့တာဘောလုံးပရိသတ်တော်တော်များများမှတ်မိကြပေမဲ့ရမယ့်နံပါတ်အကွာနဲ့အာဆင်နယ်ဒုတိယရရှိခဲ့တာကိုမှတ်မိတဲ့လူဟာလက်ချိုးရည်လို့ရပါတယ်ဒီလိုပါပဲကမ္ဘာသမိုင်းထဲမှာလည်းလာကဘာပေါ်ပထမဆုံးခြေချခဲ့တဲ့နေအန်ဆောင်ကိုပဲမှတ်မိနေကြပြီးတော့ဘတ်အယ်ဒရန်ကိုတော့လူသိမသိခဲ့ကြပါဘူး1969ဇူလိုင်16ရက်နေ့မှာနေအန်စတောင်းနဲ့ဘတ်အယ်ဒရန်တို့ပါတဲ့အပိုလို17ကိုအမေရိကန်နိုင်ငံဖလော်ရီဒါမြို့ကနေလွတ်တင်ခဲ့ပြီးတော့ဇူလိုင်20ရက်နေ့မှာလာကဘာပေါ်ကိုဆင်းသက်နိုင်ခဲ့ပါတယ်ဒါဟာလူသားသမိုင်းတစ်လျှောက်လာကဘာပေါ်ကိုပထမဆုံးရောက်ရှိနိုင်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပြီးတော့နေအန်စတောင်းနဲ့ဘတ်အယ်ဒရန်တို့ရဲ့ဆင်းသက်မှုကြာချိန်ကလည်း10မိနစ်လောက်ပဲကွာခြားပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဟာပထမဆုံးဆိုတဲ့သူကိုပဲအမြဲအမှတ်ရနေတတ်တာမို့လို့မိတ်ဆွေတို့လည်းတစုံတစ်ယောက်ရဲ့ရင်ထဲမှာဒုတိယဖြစ်နေမယ်ဆိုရင်အမြန်သာပြေးထွက်လာခဲ့ပါလို့အကြံပေးလိုက်ချင်ပါတယ်